သာသနာတော်တက္ကရာ235ခုနှစ်သို့ရောက်သောအခါအိန္ဒိယပြည်မစ္စည်းမဒေသပါတလိပုတ်နေပြည်တော်မှနေ၍တိရိသမအာတောကမင်းကြီးသည်အရှင်ယောနကအရှင်ဓမ္မရခိတမထေရကြီးမူသောမထေရကြီး6ပါးတို့နှင့်အတူဤရွှေမျောစေတော်မြတ်ကြီးတည်ထားသောမူလနေရာသို့ရောက်ရှိတော်မူခဲ့ပါသည်။ယာယီတဲနန်းနှင့်စာမျက်တော်မူနေစဉ်ဇေဒီတေယံအရတ်၌ပရိက္ခယာ8ပါးနှင့်တကွဗုဒ္ဓရှင်ဘုရင်မြတ်စွာဘုရားသည်ကောင်းကင်မှတက်၍အရှိသို့မျက်နာမူပြီးရတ်တော်မူလျက်နေတော်မူဟန်ကိုဖူးမြော်မြင်တွေ့ရသည်ဖြစ်၍အာရနှစ်သက်ဝမ်းမြောက်တော်မူသည်မြင့်ဗုဒ္ဓရှင်ဘုရင်မြတ်စွာဘုရားရတ်တော်မူရာအရတ်တွင်ဇေဒီတေယံစီမံတော်မူခဲ့ပါသည်ထိုအရတ်၌ပင်မြေအနက်တန်တောင်60တူး၍အင်္ဂုတ္တရနတ်သားကုံတကနတ်သားတို့နှင့်နတ်သား1000ရှန်ရန်လျက်ဤမွန်တာတောင်မှဆောင်းယူအပ်သောပြိုးပြိုးပြက်ပြက်ရောင်ရှိသောအလျား10တောင်အနံ8တောင်ရှိသောညားကြောက်ဖြာ6ချက်ကိုခင်းငါပိတ်ဖုံးလျက်ဂျာမင်းသည်လက်ရာမြက်ကွင်းတော်တက်ကိုဗရမ ्या ကျုပ်နှင့်ရှေးဥစွာတွင်းတော်မူ၏တိရမအာတောကမင်းကြီးလည်းလက်တော်ဖြင့်တမုတ်တော်မူ၍စပူရည်ရွှေစေတီတွင်ငွေတော်တဆူတွင်းတော်မူ၏ဘောရီပင်နှင့်ရွှေပလင်ထက်တွင်မြတ်စွာဘုရားဆင်းနုတော်တဆူရှင်သာရိပုတ္တရာရှင်မောက္ကလာတိရမအာတောကမင်းတရားမင်းဗြဟ္မာမင်းရုပ်တို့ကိုရွှေစင်တသိန်းသည်တွန်းလှုပ်တော်မူ၍ထဲ့သွင်းတော်မူခဲ့ပါသည်။မြားကြောက်ဖြာထက်တွင်ဗရမ ्या မျက်ရှင်ကိုတတ်တော်မူလျက်ယနေ့တိုင်အောင်အလင်းနှင်နှင်ဖြစ်တော်မူခဲ့ပါလေ။ထိုထက်မှနေ၍ဇေဒီတော်တန်တောင်4တောင်ထီးတော်5ဆင့်စပူရည်ရွှေပစွန်ခွန်ဖနတ်တော်တိုင်အောင်အပြည့်ထဲ့၏သာသနာတော်နှင့်224ခုနှစ်ဇာမုံလမှစ၍ပစုံလာပြီးနေ့သို့ရောက်ရှိမှသာဤစည်းတော်